Yata nuba wato yekha newa datinti bidana. Yekha sura. Homezo nadi magonso wari era de gare. Di mita toye swanda goja. Chauseya landea ayonigo. Mita puamyare puku peroma matiajabu. Solorada. Mita baona puamya aso nire puku. Tomo hori mita toko yupa terezere puku. Chautia kaune. Nabelure gave chisi. The sea they have a tissy. Chowland in Madu Pilosolabo, no? At a Chowland in Madu, he made a Sunday goja. The Rovale go came in the dresser. But oh, ma Gausia Landia, Ioni, Mabia Wood, D. Day, Solore, Yata Nuba Wato, Meta Toye, Sunday goja. Jacka, not Penuro di. Vidanan Chombe, a Saint Ayo, not that Pendi, Peroma, Matiajabu, Trotiama, Yenao, Tajamolo, Tale, Mori Mita Doi, Jen Tomo, Mita de Apuamiaji, Jojesu the Cube. Era de Matabude Yami Sewa Nuyo Sando Tada Magabu, Eri Mita Togo, Chosa Biro, Yupamen, Tomo. Mita bawana chosa bio kwamyame solution apile Yami sewa nuyo sando ratin diwa matan dito ratin diwa sura neyo nyemba atandita sura pi chinမရှိပဲနေရောညာရောတတိရတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်မယ်မေတ္တာကမ္မထံမေတ္တာဘာဝနာကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခံသူပတိချမ်းသာစွာအိပ်စက်ရတယ်ဒီအကျိုးကိုရခုနကအင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး17မျိုးအဲ့ဒီ17မျိုးကိုရည်ညွှန်းတာပဲခုခေတ်မှာအိပ်ရတာလဲကောင်းကောင်းမအိပ်ရညအိပ်မပျော်ဘူးဆိုတဲ့လူတွေကလည်းများလာဘာဖြစ်လို့ညအိပ်မပျော်ရတယ်လဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်နေရှိနေသည့်အတွက်ကြောင့်အိပ်မပျော်တာဖြစ်တယ်။ဒါကြောင့်မို့မေတ္တာတွေပွားများအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခံသူပတိချမ်းသာတာအိပ်စက်ရတယ်။တုတ်တော့အိပ်ပျော်နေတဲ့အခါမှာလဲဘာပံကိစိနပ္ပတတိမကောင်းတဲ့အိမ်မက်စုံတစ်ခုညမမက်ဘူးတဲ့တချို့ကြတော့အိပ်တော့အိပ်ပျော်ပါရဲ့အိမ်မက်ထဲမှာကြောက်စရာလန့်စရာတွေအိမ်မက်တွေနဲ့လန့်ပြီးတော့နိုးရတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲမေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအားထုတ်ပေးရမယ်တော့မို့ဟောဒီမေတ္တာတုတ်ကိုရွတ်ဆိုကြရမယ်ဒီလိုဆိုလိုတာဧဝမာတိခုလူပေတံစေခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာပုတ်ကိုဧဝမာတိခုနုပေတံပရိတံတမ္ပနာမဟေအယန္တာဖြစ်တဲ့ဟောဒီမေတ္တာတုတ်ကိုတို့တွေရွတ်ဆိုကြပါတော့လားလေဒီလိုအားပေးစကားပြောတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟောဒီမေတ္တာတုတ်ရဲ့အစွမ်းတွေကိုကြောင့်ကြောက်လန့်ွယ်အာယုန်တွေကိုဘလူတရေတွေကမပြကြဘူးမေတ္တာတုတ်ပေါ်မှာအမြဲတမ်းရွတ်ဖတ်တဲ့စေမယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်နေရောညရောမပြင်းမရိမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ချမ်းသာတာအိပ်စက်ရတယ်အိပ်ပျော်နေတဲ့အခါမှာလည်းအိမ်မဆိုးမမဲရဘူးစတဲ့ခုံကျေးဇူးတွေအကျိုးကျေးဇူးတွေကိုဖြစ်ပေးနိုင်တဲ့ဟောဒီမေတ္တာတုတ်ပရိတရားတော်ကိုတို့တွေရွတ်ဖတ်ကြပါတော့လားလို့သူတို့ဆိုလိုတာ